တခါတလေအပြင်ပန်းကြည့်လိုက်ရင်စိတ်လိတ်တောက်တတ်တယ်အရက်တောက်တတ်တယ်စကားကြမ်းလည်းပြောတတ်တယ်ဒါပေမဲ့ရင်ထဲကစိတ်ထားကတကယ်ကောင်းတဲ့လူတွေရှိတတ်ပါတယ်ခင်ဗျာတစ်ဖက်မှာတော့အပြင်မှာအမြဲတမ်းတန့်ရှင်းတယ်လို့နေတယ်ဘာသာကြီးလဲလုပ်တယ်လူရှိမှလည်းယဉ်ကျေးတယ်လို့ပြတတ်တယ်ဒါပေမဲ့အတွင်းစိတ်ကတခြားသူကိုနာကျင်စေဖို့မတွန့်ဆုတ်တဲ့လူတွေလည်းရှိတတ်ပါတယ်အဲကြောင့်လူတစ်ယောက်ကိုအပြင်ပန်းနဲ့ပဲအလွယ်တကူမစွန့်ဖြတ်သင့်ပါဘူးခင်ဗျာသူဝစ်စားထားတာနဲ့မတိုင်းတာပါနဲ့သူပြောပုံဆိုပုံနဲ့မတိုင်းတာပါနဲ့သူဘယ်နေရာသွားလဲဆိုတာနဲ့လေတစ်ချက်တည်းမသတ်မှတ်လိုက်ပါနဲ့ခင်ဗျာလူတစ်ယောက်ရဲ့တခဲစီရိုက်ကလူတွေရှိမှမဟုတ်ဘူးဘသူမှမကြည့်နေတဲ့အချိန်မှာသူဘလို့ပြုတ်မှုလဲဆိုတာမှပေါ်ထပ်ပါတယ်ကိုစီကအကျူးမရှိတော့တဲ့အချိန်မှာသူကိုဘလို့ဆက်ဆံလဲသူအနိုင်ရနိုင်တဲ့အချိန်မှာကိုမနှင်းချီပဲနေနိုင်လားသူ့အတွက်အဆင်မပြေတဲ့အချိန်မှာတော့သူ့စကားကိုတီးနိုင်လားအဲ့ဒါဒီကမှတခိကာရိုက်တာအစ်စ်ပါခင်ဗျာတချို့လူတွေကအပြင်မှာကြည့်ရင်မပြည့်စုံဘူးဒါပေမဲ့သစ္စာရှိတယ်စိတ်ရင်းမှန်တယ်လိုအပ်တဲ့အချိန်မှာဘေးမှာရှိပေးတတ်ကြပါတယ်တချို့လူတွေကတော့အပြင်မှာပြည့်စုံတယ်လို့မြင်ရပြီမဲ့တကယ်တမ်းအခက်ခဲရောက်တဲ့အချိန်မှာအရင်ဆုံးပျောက်သွားတတ်ပါတယ်ခင်ဗျာဒါကြောင့်လူတစ်ယောက်ကိုမဆုံးဖြတ်ခင်သူဘလို့နေလဲဆိုတာထက်သူဘလို့ချစ်ပေးလဲဆိုတာကိုကြည့်ပါသူဘလို့ပြောလဲဆိုတာထက်သူဘလို့လှုပ်ပြလဲဆိုတာကိုကြည့်ပါသူလူရှိမှဘလောက်ကောင်းပြလဲဆိုတာထက်ကိုအကူညီလူတဲ့အချိန်မှာသူတကယ်ပြီးမှရှိပေးလားဆိုတာကိုကြည့်ပါခင်ဗျာအပြင်ဘန်းကလူကိုလှည့်စားနိုင်ပါတယ်ဒါပေမဲ့စိတ်ရင်းကတော့အချိန်ကြာလာရင်ဘလို့မှမဖုံးကွယ်နိုင်ပါဘူးမိတ်ဆွေတို့ရဲ့ဘဝမှာក៏ရှိဘူးလားခင်ဗျာအပြင်ပန်းကြည့်ရင်မကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းစိတ်ထားအရန်ကောင်းတဲ့လူတစ်ယောက်မျိုးပေါ့ရှိဘူးရင်ကောမတ်မှာမြောက်